အားလုံးမင်္ဂလာပါဟောဘောမတီရောကျေးဇူးပါတယ်ကျွန်တော်ဒီနေ့အိမ်ရှိရနေပြီးတော့ခုနရန်တော်မတက်ရက်နေနေတော့ကျွန်တော်နေရာလေးတနေရာကျွန်တော်တွေးလိုက်တယ်ဗျာဒါအခုမှတွေးရတော့မဟုတ်ပါဘူးကျွန်တော်ဒီအိမ်ကိုစပြောင်းကြတဲ့တွေးရနေရာလေးပေါ့နော်ကျွန်တော်အဲ့မီးလင်းနေတဲ့နေရာလေးဗျာအဲ့နေရာမှာဘာတွေရှိလဲကျွန်တော်သိနေတာကြားပြီအခုတော့ဒီနေ့တော့ပြင်းနေရတယ်ပဲတယောက်လေးဖြစ်နေရတယ်အဲ့ဒီဘက်ကိုလမ်းလျှောက်ထွက်ကြည့်လိုက်အောင်ပဲဒီမှာတစ်ခုရှိတာအဲ့လိုအဲ့ခုကျွန်တော်သွားမယ့်နေရာတရားကြီးရှိတယ်ဗျာအဲ့တရားတွေပါတယ်ဆိုလို့ရှိရင်တို့ကအဲ့လိုမီးတွေပါနဲ့အလှဆင်ထားတာမျိုးတွေရှိရပါတော့ဒါပေမဲ့ကျွန်တော်ကတော့နိုင်မာကတ်လို့တော့ထင်တယ်အဲ့ဒါနိုင်မာကတ်လားဒါမှမဟုတ်ဒီတိုင်းမီးအလှဆင်ရမလားဆိုတော့လမ်းလျှောက်အနေနဲ့တစ်ချက်သွားကြည့်ကြည့်ပါဗျာတကယ်လို့နိုင်မာကတ်ဆိုရင်လည်းအဲ့မှာဘာတွေရှိနေဆိုတာကြည့်ကြတာပေါ့အခုအဲ့ဒီနေရာလေးကျွန်တော်အင်ရှိရန်နာနဲ့လှမ်းပြပြအင်ရှိရန်နာလမ်းပြမယ်ဆိုတော့မြင်ရတာနီးနီးလေးဒါပေမဲ့မက်ကနေကြည့်လိုက်တာသွားမှာအဝေးသွားပါဆိုအဲ့ဘက်ကလမ်းမရှိကျွန်တော်ဟိုလမ်းထိပ်ကနေထွက်လမ်းထိပ်ကနေထွက်ပြီးဟိုဘက်ထိလမ်းလျှောက်အဲ့လိုသွားမှရမှာဆိုတော့ဘာပြောသွားကြည့်ကြည့်မယ်ဗျာပြင်းနေလမ်းလျှောက်ထွက်တာပေါ့ဒါကတော့ကျွန်တော်တို့အိမ်ရှိကမြင်တဲ့ကျွန်တော်ပြောတဲ့နေရာလေးပေါ့နော်အဲ့မီးတွေနှင်းနေရဲဆိုတဲ့နေရာအခုကျွန်တော်သွားကြည့်ကြည့်မယ်ဆိုတော့အဲ့နေရာကိုသွားကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့နေတဲ့အိမ်ကနည်းနည်းလေးလမ်းမနဲ့နည်းနည်းဝေးလမ်းလျှောက်ရတာက10မိနစ်လောက်ထွက်ပါတယ်ပေါ့နော်အခုတော့လမ်းထိပ်လမ်းမတန်းကိုရောက်လမ်းမတန်းနေပြီးတော့ရှေ့တက်သွားရင်တော့ကျွန်တော်ခုနပြတဲ့နေရာကိုအိမ်ရှိကနေပြတဲ့နေရာကိုရောက်ပြီပေါ့နော်ပုံမှန်ဆိုလို့ရှိရင်အိမ်ရှိကနေဖြတ်သွားတဲ့နေရာကလမ်းရှိတယ်ဆိုရင်ကျွန်တော်တို့သွားတဲ့အကွာဝေးကဘယ်တော့မှဝေးတာမဟုတ်ဘူးဗျာမြင်တော့ရောရင်တော့စံရင်းနေနေလှဲတဲ့နောက်ပဲရှိတယ်အခုကျွန်တော်ဒီမှာလမ်းမရှိတဲ့အတွက်ကြောင့်ကျွန်တော်ပြေးပတ်ပြီးသွားနေရတာကြတော့ဘလောက်အကွာဝေးလောက်ရှိတယ်စံရင်းနေနေပြီးတော့စိုက်ပျိုးရေးမှတ်တိုင်လောက်ထိကိုဝေးတယ်ပေါ့နော်အဲ့ဒီထိကိုကျွန်တော်လမ်းလျှောက်သွားတာဖြစ်ပါတယ်တော့ဒါကျွန်တော်တို့အိမ်ရှိကနေမြင်နေရတယ်ဆိုတဲ့တရားကြီးကိုရောက်ပါပြီဒါပေမဲ့တရားမှာအလှဆင်တာမသိပြီးတွေကတော့တော့ကြည့်ကြည့်အောင်ဟုတ်တယ်တရားမှာအလှဆင်တာနိုင်ပါခဲ့တယ်မဟုတ်တော့လည်းစားနေတော့တော့ကြည့်ကြည့်အောင်ဒီမီးတွေမြင်ရတာတကယ်ဆိုကျွန်တော်တို့လမ်းကနေပြီးတော့အိမ်ရှိကနေပြီးတော့အဲ့လိုခောက်ထားတဲ့လမ်းရှိရင်တော့တို့ရပေါ့သွားလို့ရတယ်5မိနစ်တော့ပဲလမ်းလျှောက်ရမယ်လမ်းအခုတော့ဟိုဘက်ဒီဘက်နဲ့15မိနစ်လောက်လမ်းလျှောက်လိုက်ရအဲ့နေရာတစ်ချက်သွားကြည့်ကြည့်မယ်နော်ရှင်းမှာဆိုင်လေးတွေတော့မြင်တော့မြင်နေရတယ်ရေဦးဆိုင်လေးလားတော့မသိရှင်းမီးတော့အများကြီးပဲဟုတ်တယ်ဗျဘုံတော်မှာခဏနိုင်ပါကဒီမှာဆိုင်ရောအများကြီးပဲဟိုထဲမှာရှိသေးတာမသိဘူးအဲ့ဆိုင်ကြီးပါရှိတယ်တစ်ချက်သွားကြည့်ကြည့်မယ်နော်ဟုတ်ပြီပြလိုက်တာတော့ဘန်ရက်ဒီတကယ်မိုက်တယ်ဘန်ရက်ဒီတစ်ထဲမှာ100ပဲရှိတယ်မြန်မာငွေနဲ့1300ပဲရှိတယ်ဒီမှာတော့နိုင်ပါကဆိုတဲ့အတိုင်းဆိုင်ကြီးကတော့အစုံပဲဒီမှာလည်းအဲ့လိုခဏဆိုင်လေးနဲ့ဒီလေးကတော့ဒီနားမှာဆိုရင်ဒီမှာဆိုင်ရှိကျွန်တော်အဲ့ဒီမျက်မှန်ဆိုင်နဲ့မျက်မှန်တက်တော့ပဲဝယ်လာတဲ့မျက်မှန်ကဘာမျက်မှန်ပဲသူကတစ်လက်မှ50ပဲပေးရတယ်ပါဝါမျက်မှန်ပဲဒီကမျက်မှန်ပဲယူပေါ့နော်ဆိုတော့နောက်ထပ်ဘာဆိုင်လေးရှိလဲဆိုတော့ဒီဗီဒီယိုမှာဆက်ကြည့်ကြပါได้ครับอยู่เนาะได้แล้วจุดบาทเรื่องรอบนี้จุดบาท
စုံတွေလည်းရှိတယ်ပြည်ကြီးငါရေကိုရှိရုပ်သေးချယ်တဲ့ဥစ္စာလေးဒီမှာဝယ်ရတာဒီမှာသေးလေးတွေပါတယ်ပေါ့နော်ရုပ်သေးချယ်တဲ့ဥစ္စာလေးဒါလေးတွေကဈေးတန်းတစ်ခုစားတာရှိရပြတော့50 30အားတော့ငါးဖမ်းတာငါးလေးတော့ဒီမှာကျတော့ခုနဝယ်ရတဲ့အရုပ်ကလေးတွေဒီမှာသေးချယ်လို့ရတယ်ဒါဟိုလိုသေးချယ်နေကြရသူတွေတော့ပန်းကြံနေမှာတော့ကလေးကစားခွင့်တွေလည်းရှိပါတယ်နိုင်ဝါကနေပြီးတော့ဘာတွေဝယ်လာလဲဆိုတော့ညမှန်တစ်လောက်ဝယ်လာညမှန်နေ50ပဲပေးရတယ်ပြီးတော့စားစရာတွေဝယ်လာတယ်ဆိုတော့ဘယ်လိုပတ်လို့လဲဝါပြီဆိုတော့အိမ်ပြန်มาတော့မယ်ဆိုတော့ဒီဗီဒီယိုကဒီတော့ပါနောက်ဗီဒီယိုကပြန်ကြည့်ကြဆက်တာ